မဲမင်္ဂလာပါရှင်ဒီနေ့တော့ဘဝမှာညှင်းဆန်မှုတွေရှုံးနိမ့်မှုတွေနဲ့ကြုံလာရပေမဲ့ကဘာကြီးတစ်ခုလုံးပြောင်းလဲအောင်လုပ်နိုင်ခဲ့တဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းကိုပြောပြမှာဖြစ်ပါတယ်သူ့နာမည်ကတော့ Steve Jobs ပါ iPhone, MacBook တို့ကိုထုတ်လုပ်ခဲ့တဲ့ Apple ကုမ္ပဏီရဲ့တည်ထောင်သူပါဒါပေမဲ့ Steve Jobs ကအောင်မြင်မှုကနေမူဖွားလာတာမဟုတ်ပါဘူးရွှေစွန်းကြိုက်ပြီးမူဖွားလာတာလည်းမဟုတ်ပါဘူးသူ့ဘဝကအတက်အကျတွေအောင်ပွဲတွေနဲ့ကြေကွဲမှုတွေပြည့်နှက်နေပေမဲ့ဘယ်တော့မှအရှုံးမပေးခဲ့ပါဘူးဒီဇာတ်လမ်းကအထောက်ပံ့တစ်ခုထပ်ပို့ပါတယ်ခံနိုင်ရရှိမှုတည်ထွင်ဖန်တီးမှုနဲ့အဆုံးမရှိတဲ့မျှော်လင့်ချက်အတွက်သင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်ဒီဇာတ်လမ်းရဲ့အဆုံးမှာတင့်အိမ်မက်တွေဘလောက်ကြီးပါစေမဖြစ်နိုင်ဘူးလို့ထင်နေပါစေလိုက်ရှောက်နိုင်ဖို့စိတ်ခွန်အားထက်သန်လာစေမှာဖြစ်ပါတယ်ဒီလိုယူသွတ်တဲ့အတွေးခေါ်တွေကကဘာကြီးကိုပြောင်းလဲပေးနိုင်တယ်ဆိုတာကိုသက်သေပြခဲ့တဲ့ Steve Jobs ရဲ့ဇာတ်လမ်းကိုစလိုက်ကြရအောင် Steve Jobs ကိုဖေဖော်ဝါရီ24ရက်1955ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုမှာမွေးဖွားခဲ့ပါတယ်ဒါပေမဲ့အစကတည်းကသူ့ဘဝဟာစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေခဲ့တယ်။သူမိဘအရင်ဖြစ်တဲ့ဂျူဝမ်ရှီဘာနဲ့အဗ်ဒူဖာဒါဂျန်ဒါလီတို့ဟာငယ်ရွယ်ပြီးကလေးကိုပြုစုပြောထောင်မှုအဆင်သင့်မဖြစ်သေးပါဘူး။သူ့ကိုဆွန့်လွတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကိုကြည့်မယ်ဆိုရင်စတစ်ကမွေးမိဘတွေနဲ့အတူကြည်ပြင်းလာရခြင်းမရှိပါဘူး။သူမိဘတွေကဘသူတွေလဲ။ဘာကြောင့်သူ့ကိုထားသွားကြတာလဲဆိုတာသူမသိပါဘူး။ဒါပေမဲ့သူ့ကိုမွေးစားခဲ့တဲ့သူတွေကတော့ကယ်လီဖိုးနီးယားပြည်နယ်မောင်တိန်ဗျူးမှာနေထိုင်ခဲ့တဲ့Paul နဲ့ Clara Job လို့ခေါ်တဲ့နှင်းချစွာနေထိုင်တတ်တဲ့လင်မယားပဲဖြစ်ပါတယ်။ Paul ကစက်ပြင်ကရိယာများနဲ့အလုပ်လုပ်ရတာကိုနှစ်သက်သူဖြစ်ပြီး Clara ကတော့စည်ရင်းကင်တူဖြစ်ပါတယ်။သူတို့ကမချမ်းသာပေမဲ့ Steve ကိုတော့ချက်ချင်းမြတ်တာအပြည့်နဲ့ထားပေးထားတယ်။ Steve ကငယ်စဉ်ကတည်းကထူးခြားတယ်။သူ့ပတ်ဝန်းကျင်ကတခြားကလေးတွေလိုမဟုတ်ဘူး။တခြားကလေးတွေကအပြင်မှာကစားရင်အလုံးရှုံနေချိန်မှာသူကတော့မိကုန်းနေမေးပြီးအလုံးရှုံနေတတ်တယ်။ဒီဆက်ကဘယ်လိုလုပ်လို့လဲ။ဒီရုပ်ကဘာကြောင့်အဲ့ဒီလိုလှုပ်ရှားရတာလဲ။ဒါကိုခွဲထုတ်လိုက်ရင်ဘာဖြစ်မလဲ။စတစ်ရဲ့ဖခင်ပေါ်ကသူ့ရဲ့စူးစမ်းခြင်းစိတ်ကိုသတိပြုမိပြီးအရာရာကိုဘလို့တိဆောက်ရမှာကိုသင်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူတို့နှစ်ယောက်ကကားကိုယ်တော်မှာနိုင်ပေါင်းများစွာကြာအောင်ကားတွေရေဒီယိုတွေနဲ့စက်ပစ္စည်းအသေးစားတွေကိုပြုပြင်ကြတယ်။ပေါ်ကစတစ်ကိုပြောတယ်။တခုခုကိုတိဆောက်တော့မယ်ဆိုရင်အကောင်းတကအကောင်းဆုံးဖြစ်အောင်တိဆောက်ရမယ်လို့အသေးချမှားပါတယ်။အသေးစိတ်တိုင်းကိုဂရုစိုက်ပါ။အဲ့ဒီအကြံပေးချက်ကစတစ်ရဲ့အနာဂတ်အောင်မြင်မှုအခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါတယ်။Steve ကစမတ်ကြပေမဲ့ပြည့်ပြည့်စုံတဲ့ចောင်းသားတူတော့မဟုတ်ပါဘူး။တကယ်တော့သူကစာသင်ရတာလွယ်လွန်းတာကြောင့်ចောင်းမတောင်ပြင်းတယ်။ဆရာတယောက်ကတော့ Steve ကတော်တော်ကိုထက်မြက်ပြီးပုံမှန်ចောင်းမှာလိုက်မမီနိုင်ပဲပိုခက်ခဲတဲ့သင်ခန်းစာတွေပေးဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ Steve ကဆရာတွေနဲ့အတန်းပေါ်တွေအပေါ်နောက်ပြောင်ကြည့်စရာကိုနှစ်သက်တယ်။တခါတော့အရောင်သူကចောင်းမှာအသေးစားပောက်ကွဲစစ်တတ်တဲ့ကြီးစဲမှုတစ်ခုကိုပြုလုပ်ခဲ့ပါသေးတယ်။သူ့အသက်အရွယ်ကလေးများစုကစာမေးပွဲအတွက်အောင်ဖို့ကြိုးစားနေချိန်မှာSteve ကတော့တာမန်ထက်ကျော်လွန်တဲ့အတွေးတွေနဲ့အချိန်ကုန်ခဲ့ပါတယ်။10နှစ်သားအရွယ်မှာ Steve ရဲ့မိသားစုကအလွန်ထူးခြားတဲ့နေရာဖြစ်တဲ့ကယ်လီဖိုးနီးယားပြည်နယ်လော့စ်အန်ဂျယ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။အဲဒီနေရာကနည်းပညာတွေထွန်းကားနေတဲ့ဆီလီကွန်တောင်ကြားရဲ့ဗဟိုချက်ပဲဖြစ်ပါတယ်။ဒီနေ့မှာ Steve ကကွန်ပျူတာတစ်လုံးကိုပထမဆုံးမြင်ဘူးသွားတယ်။အဲ့ဒါကယနေ့ကျမတို့အသုံးပြုနေတဲ့ laptop တွေ desktop တွေနဲ့မတူပါ။အဲ့ဒီကွန်ပျူတာကအခန်းတစ်ခုလောက်ကိုအရွယ်စားကြီးမားပါတယ်။ဒါပေမဲ့ Steve ကဆွဲလန်းသွားတယ်။ဒီဆက်ကပြဿနာတွေကိုဖြေရှင်းနိုင်တယ်။တခြားဘာတွေလုပ်နိုင်မလဲပေါ့ဆိုပြီးသူ့ကိုယ်သူမေးနေမိတယ်။အဲဒီအချိန်မှာပဲ Steve ရဲ့နှလုံးသားထဲကနေကွန်ပျူတာနဲ့နည်းပညာလေ့လာဖို့ကိုလှုံ့ဆော်နေတယ်။ Steve အသက်ကြီးလာတာနဲ့အမျှသူ့ရဲ့သိကျင်စိတ်ကနေဝါသနာဖြစ်ကိုပြောင်းလဲသွားတယ်။အထက်တန်းကျောင်းမှာသူ့ရဲ့ဘဝကိုပြောင်းလဲစေမဲ့ Steve Woz နေရာနဲ့တွေ့ဆုံခဲ့တယ်။ Woz က electronic နဲ့ပတ်သက်တဲ့ဉာဏ်ကြီးရှင်တူဖြစ်ပါတယ်။သူကအံ့ဩစရာကောင်းတဲ့ gadget တွေကိုအစကနေပြီးဖန်တီးနိုင်ခဲ့တယ်။ Steve တို့နှစ်ယောက်ဟာနည်းပညာကိုချစ်မြတ်နိုးတာကြောင့်အခင်ဆုံးတငယ်ချင်းတွေဖြစ်လာကြပါတယ်။သူတို့ရဲ့ပထမဆုံးတီထွင်မှုတွေကတစ်ခုကတော့လူတွေကိုအခမဲ့ခီးဝေးဖုံးခေါ်ဆိုစေနိုင်မဲ့ Blue Box လို့ခေါ်တဲ့စက်တစ်ခုဖြစ်ပါတယ်။အဲ့ဒါကတရားမဝင်ပေမဲ့၎င်းတို့ရဲ့တီထွင်ဖန်တီးမှုနဲ့လုံနိုင်စွမ်းကိုပြသခဲ့ပါတယ်။ Blue Box ဆိုတာမရှိခဲ့ရင် Apple ဆိုတာလည်းရှိလာမှာမဟုတ်ပါဘူးလို့ Steve ကပြန်ပြောပြဘူးတယ်။အထက်တန်းကျောင်းပြီးတော့ Steve က Oregon ရှိ Reed College မှာတက်ရောက်ခဲ့ပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာက6လလောက်အကြာမှသူအဲ့ဒီကျောင်းကနေထွက်သွားတယ်။ဘာကြောင့်လဲဆိုတော့ကောလိပ်ကသူတင်ယူချင်တာကိုသင်ပေးနေတာမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားတယ်။သူမိဘတွေရဲ့ပတ်စံတွေကိုအလဟတ်တမဖြုံးချင်တာကြောင့်ထွက်သွားဖို့ရရဲတင်းတင်းဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့တင်ယူမှုကိုစွန့်လွတ်မဲ့အစားသူစိတ်ဝင်စားတဲ့သင်တန်းတွေကိုစတက်ခဲ့တယ်။အဲ့ဒီသင်တန်းတွေကတစ်ခုကတော့လက်ရေးလှရေးခြင်းသင်တန်းပဲဖြစ်ပါတယ်။အဲ့ဒီတော့ကတော့အသုံးမဝင်တယ်လို့ပါပဲ။အနာဂတ်နည်းပညာပါရမီရှင်တို့ကဖုန်းတွေနဲ့လက်ရေးတွေကိုဘာကြောင့်ယူဆိုင်တယ်လဲပေါ့။နှစ်အနည်းငယ်ကြာပြီးနောက်Steve ရဲ့ပထမဆုံး Macintosh ကွန်ပျူတာကိုထုတ်တဲ့အခါမှာတော့လက်ရေးလှသင်တန်းကပညာကယနေ့ကျမတို့ကွန်ပျူတာတွေမှာအသုံးပြုနေတဲ့လှပတဲ့ဖောင့်များကိုဖန်တီးဖို့အများကြီးအကူအညီပေးခဲ့တယ်
အဲ့ဒါကကျမတို့ကိုအရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုရစေတယ်။တင်ယူမှုကိုဘယ်တော့မှမရက်လိုက်ပါနဲ့။တသေးလေးလို့ထင်ရတဲ့အရာကလည်းနောက်နာကမြည်သည့်အချိန်မှာအသုံးဝင်မှာကိုသင်မသိနိုင်ပါဘူး။1984မှာစတစ်ကအိန္ဒိယကိုခရီးထွက်ခဲ့တယ်။ငွေအောင်မြင်မှုထက်ပိုနက်နဲသောအရာကိုသူရှာဖွေနေခဲ့တယ်။အိန္ဒိယမှာစတစ်ကဝိညာဉ်ရေးရာနဲ့အာယုံဆူဆိုင်မှုရဲ့အရေးကြီးပုံကိုလေ့လာခဲ့တယ်။လေးလေးနက်နက်တွေးနီဖျားအောက်မှာဘလို့တီတီငိမ့်ငိမ့်နေရမလဲ။သူ့စိတ်ကိုထပ်မရအောင်ဘလို့ထိန်းရမလဲစသဖြင့်ပေါ့။အမေရိကကိုပြောင်းတဲ့အခါစတစ်ကလူငယ်တယောက်မဟုတ်တော့ပါဘူး။အမျှော်အမြင်ရှိတဲ့သူဖြစ်သွားပါပြီ။သူကကဘာကြီးကိုပြောင်းလဲစေမယ့်အရာတစ်ခုကိုဖန်တီးခြင်းနဲ့အသက်22နှစ်မှာစတစ်နဲ့ဝါစနီယက်တို့က၎င်းတို့ရဲ့ပထမဆုံးကုမ္ပဏီကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့မှခန်းထားတဲ့ရုံးကန်နဲ့ဘတ်ဂျက်ကြီးကြီးမားမားမရှိခဲ့ပါဘူး။စတစ်မိဘရဲ့ကားကိုယ်တော်ငယ်တစ်ခုမှသူတို့အလုပ်လုပ်ကြရတယ်။ကုမ္ပဏီကို Apple လို့အမည်ပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့စတစ်ကတတိမြရဲ့ရိုးရှင်းမှုနဲ့လက်ဆက်မှုကိုနှစ်သက်လို့ဖြစ်တယ်။သူကသူ့ရဲ့ကုမ္ပဏီကိုလည်းရိုးရှင်းစံတင်မှုနဲ့ဖန်တီးမှုတို့ကိုထပ်တူခန်းစားစေလိုတယ်။သူတို့ရဲ့ပထမဆုံးထုတ်ကုန်ကတော့ Apple One ဖြစ်ပြီးသူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ကွန်ပျူတာအသေးလေးပဲဖြစ်ပါတယ်။ဒါကပြည့်စုံခြင်းတော့မဟုတ်ပေမဲ့ထူးထူးခြားခြားအရာတစ်ခုရဲ့အစပါပဲ။ Steve နဲ့ Wozniak တို့ကသူတို့ရဲ့ပထမဆုံးထုတ်ကုန်ဖြစ်တဲ့ Apple One မှာမမောနိုင်မပန်းနိုင်အလုပ်လုပ်ခဲ့ကြပါတယ်။စက်တစ်ခုရဲ့အနေနဲ့မဟုတ်ပဲနည်းပညာကလူတွေအတွက်ဘာလို့ပေးနိုင်မလဲဆိုတဲ့ရှေ့ပြေးအမြင်တစ်ခုလည်းဖြစ်ပါတယ်။ Apple One ကိုကွန်ပျူတာဆိုင်ငယ်များနဲ့ဝါသနာရှင်တွေစီစတင်ရောင်းချခဲ့တယ်။ဒါကကြီးမားတဲ့အောင်မြင်မှုမဟုတ်ပေမဲ့ကြီးကြီးမားမားတွေးတောဖို့သူတို့အတွက်လုံလောက်တဲ့ငွေရခဲ့ပါတယ်။ Steve ကတော့မကျင်တတ်ပါဘူး။အနာဂတ်ကနည်းပညာကျွမ်းကျင်သူတွေအတွက်သာမကပဲလူတိုင်းအတွက်ဖြစ်တယ်လို့သူယုံကြည်တယ်။သူ့ရဲ့အိမ်မက်ကရိုးရှင်းပြီးလှပတဲ့ကွန်ပျူတာတစ်လုံးကိုကလေးရအစလူတိုင်းသုံးလို့ရအောင်ဖန်တီးဖို့ပါ။အဲဒါကြောင့် Apple II ကိုဖန်တီးခဲ့တယ်။ Apple II ကရောင်စုံ graphic ပါရှိတဲ့ပထမဆုံးတကူရီသုံးကွန်ပျူတာများတဲ့တစ်ခုဖြစ်ပြီးဘူးဖောက်ပြီးတန်းသုံးရုံပါပဲ။ Apple ကနေချင်းညချင်းဒေါ်လာတန်ပေါင်းများစွာတန်ကြေးရှိတဲ့ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ Steve အသက်23နှစ်မှာတန်းကျွယ်တတိဖြစ်လာခဲ့တယ်။ဒါပေမဲ့ Steve အတွက်တော့ပတ်စံရင်မခုန်စေပါဘူး။ကဘာကြီးကိုပြောင်းလဲဖြစ်ဖို့အမှန်တကယ်တွန်းအားပေးခဲ့တာကသူ့အိမ်မက်ပါပဲ။ Steve ကလက်တွဲပြီးလှုပ်ဖို့လွယ်ကူတဲ့လူတော့မဟုတ်ပါဘူး။အစစအရာရာကောင်းနေဖို့တောင်းဆိုတယ်။တခုခုမပြည့်စုံရင်သူ့ဝန်ထမ်းတွေကိုအစ်စ်ကပြန်စားဖို့တွန်းအားပေးလိမ့်မယ်။လူတွေကသူနဲ့လောက်ရတာခက်ခဲတယ်လို့ပြောကြပေမဲ့ Steve ကတော့တခုတည်းကိုပဲယုံကြည်တယ်။တကယ်ကြီးကျယ်တဲ့အရာတစ်ခုကိုဖန်တီးချင်တယ်ဆိုရင်တော့ကောင်းယုံနေတော့မရဘူး။ Steve အတွက်အသေးစိတ်အချက်လေးတွေကအစအရေးကြီးတယ်။ကွန်ပျူတာတစ်လုံးရဲ့ဒီဇိုင်းပဲဖြစ်ဖြစ်ကုမ္ပဏီလိုဂိုပုံစံကအစပြည့်စုံစေခြင်းတယ်။အရေးအသွေးကိုဆွဲလန်းခြင်းက Apple ထုတ်ကုန်တွေကိုထင်ရှားစေခဲ့ပါတယ်။1980အစောပိုင်းကာလမှာ Steve ကအမြင်သစ်တစ်ခုရခဲ့တယ်။အလုံးလုံးယုံသားမကလှပပြီးအသုံးပြုရလွယ်ကူတဲ့ကွန်ပျူတာတစ်လုံးကိုဖန်တီးခြင်းခဲ့တယ်။အဲ့ဒီအိမ်မက်က Macintosh သို့မဟုတ် Mac ဖြစ်လာခဲ့တယ်။ Macintosh ကထုတ်ကုန်တစ်ခုသာမကအတွေ့အကြုံတစ်ခုလည်းဖြစ်တယ်။ Mouse နဲ့ icon တွေကိုနှိပ်ချင်းဆိုင်ရာအယူအဆကိုမိတ်ဆက်ပေးခဲ့တယ်။ဤပညာကလူသားတွေကိုဗဟိုပြုသင့်တယ်လို့ Steve ကယုံကြည်ခဲ့တယ်။ကွန်ပျူတာဆိုတာဤပညာထက်လူသားတွေရဲ့တီထွင်ဖန်တီးနိုင်မှုကိုကူညီပေးနိုင်မှုဖြစ်တယ်။ Macintosh ကို1984မှာစတင်ထုတ်လုပ်ခဲ့တယ်။ Super Bowl မှာထုတ်လွှင့်မဲ့ကြော်ညာတစ်ခုဖန်တီးဖို့အတွက်နာမည်ကျော်ဒိုင်တာတဦးကိုငှားရမ်းခဲ့တယ်။ Apple ကအတားဆီးအလုံးကိုချိုးဖျက်ပြီးညီးငွေ့စရာကောင်းတဲ့ရိုးရာနည်းပညာများမှလူများကိုကင်းစင်စေမဲ့ကုမ္ပဏီတစ်ခုအဖြစ်ပြသခဲ့တယ်။ဒါပေမဲ့အောင်မြင်မှုဆိုတာအမြဲတမ်းမချောမွေ့ပါဘူး။1985မှာ Steve နဲ့ Apple ရဲ့ဒါရိုက်တာဘုတ်အဖွဲ့ကြားမှာအာဏာပြိုင်မှုဖြစ်ပွားခဲ့တယ်။အံ့ဩစရာကောင်းတာကသူ့ကိုဖန်တီးထားတဲ့ကုမ္ပဏီကနေဖယ်ရှားဖို့ဆုံးဖြတ်လိုက်ကြတယ်။ကိုယ့်ကုမ္ပဏီကနေအလုပ်ထုတ်ခံရတာကိုမြင်အောင်ကြည့်ပါ။ Steve တို့ဒါစိတ်ပျက်စရာပါ။သစ္စာဖောက်ခြင်းအရှက်ရခြင်းဆုံရှုံခြင်းတို့ကိုခံစားခဲ့ရတယ်။ Apple ကအလုပ်ထုတ်ခံရခြင်းကသူ့အတွက်အကောင်းဆုံးအရာဖြစ်လာတယ်လို့နောက်ပိုင်းမှာပြောကြားခဲ့ပါတယ်။အဲ့ဒါကတီထွင်ဖန်တီးမှုအမြင်သစ်ရစေခဲ့တယ်။ဆွလို့ရမယ့်အစား Steve ကဒီဆုံးရှုံးမှုကနေပြန်လည်စတင်ဖို့အခွင့်အရေးဖြစ်အသုံးပြုခဲ့ပါတယ်။ပညာရေးနဲ့စီးပွားရေးလုပ်ငန်းများအတွက်အဆင့်မြင့်ကွန်ပျူတာများဖန်တီးဖို့အဓိကထားတဲ့ NAIS ဆိုတဲ့ကုမ္ပဏီအသစ်ကိုတည်ထောင်ခဲ့တယ်။တစ်ချိန်တည်းမှာပဲ Steve က Pixar လို့ခေါ်တဲ့ကာတွန်းစတူဒီယိုလေးကိုဝယ်ယူခဲ့တယ်။အစပိုင်းမှာက Pixar ကရုန်းကန်ခဲ့ရပေမဲ့ Steve က၎င်းရဲ့အလားအလာကိုယုံကြည်ခဲ့တယ်။သူကအရေးချင်းရှိတဲ့အမှုပညာရှင်တွေနည်းပညာရှင်တွေနဲ့အဖွဲ့ပြီးအတူတူလက်တွဲလှုပ်ဆောင်ခဲ့တယ်။1995မှာ Pixar က၎င်းရဲ့ပထမဆုံးရုပ်ရှင် Toy Story ကိုထုတ်ဝေနိုင်ခဲ့တယ်။၎င်းကကမ္ဘာပထမဆုံးသောကွန်ပျူတာကာတွန်းရုပ်ရှင်ဖြစ်ပြီးချက်ချင်းလက်ငင်းကမ္ဘာကျော်သွားတယ်။ Steve က NAIS နဲ့ Pixar ကိုတည်ထောင်နေချိန်မှာ Apple ကရုန်းကန်နေရတယ်။ Steve ရဲ့အမြင်ရဲ့ဥဆောင်မှုမရှိတော့လို့ကုမ္ပဏီကရိုင်နေလာတယ်။1992လယ်ပိုင်းမှာ Apple ကဒေဝါလီခံလူနီနီဖြစ်နေပါတယ်။
1999မှာတော့အပက်ရရရဲတင်းတင်းဆုံးဖြတ်ချက်ချခဲ့ရတယ်။အဲ့ဒါက Steve Jobs ကိုကုမ္ပဏီမှာပြန်လုပ်ဖို့ခေါ်ခဲ့တာပါပဲ။ Steve ပြန်လာတဲ့ခါမှာတော့အပက်ကဗျမ်းမတာဖြစ်နေတာကိုတွေ့ခဲ့ရတယ်။ကွန်ပျူတာတွေမရောင်းရဘူး။ကုမ္ပဏီကပတ်စံတွေဆုံးရှုံးပြီးလူတွေရဲ့ယုံကြည်မှုလည်းပြတ်နေတယ်။ဒါပေမဲ့ Steve ကမကြောက်ပါဘူး။သူ့မှာအစီအစဉ်ရှိတယ်။သူကမလိုအပ်တဲ့ project တွေကိုဖျက်သိမ်းပြီးအမှန်တကယ်ထူးခြားစေမဲ့ထုတ်ကုန်အနှဲငယ်ကိုသာအာရုံစိုက်ခဲ့တယ်။1998ခုနှစ်မှာ Steve ကလူတွေမြင်ဘူးသမျှနဲ့မတူတဲ့ကွန်ပျူတာ iMac ကိုမိတ်ဆက်ခဲ့ပါတယ်။ရောင်စုံရိုးရှင်းပြီးကြက်တည်ရရှိတယ်။မြန်လဲမြန်ပြီးအားလဲကောင်းတယ်။ iMac ကကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်လာခဲ့ပြီး Apple ပေါ်ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ခဲ့တယ်။ Apple ကမအောင်မြင်တဲ့ကုမ္ပဏီမဟုတ်တော့ကြောင်းကမ္ဘာကိုပြသခဲ့ပါတယ်။ Steve ပြန်လာပြီဆိုတော့ Apple ကိုရိုးရှင်းတဲ့ပုံစံအနေနဲ့ထုတ်ဖို့အာရုံစိုက်စေခဲ့တယ်။ဒါဇင်နဲ့ချီတဲ့ထုတ်ကုန်တွေကိုဖန်တီးမဲ့အစား၄ခုလောက်ကိုပဲအာရုံစိုက်ကြရတယ်။သူကအရာအလုံးကိုရိုးရှင်းစေခြင်းနဲ့ထုတ်ကုန်နဲ့ဒီဇိုင်းနဲ့ငယ်နဲ့ပုံမိုရှင်းလင်းတဲ့ရီမန်းချက်ပန်းတိုင်တွေထားခြင်းနဲ့အဲဒီနောက် Steve ကအံ့အားသင့်စရာအရွေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ Apple ရဲ့အဓိကပြိုင်ဘက် Microsoft နဲ့လက်တွဲခဲ့တယ်။လူတော်များများကဒီအကြံစီကိုမကြိုက်ကြပေမဲ့ Steve ကငါတို့အသက်ရှင်ခြင်းနဲ့ဆိုရင်လက်တွေ့ကြဖို့လိုတယ်။အဆိုပါသဘောတူညီချက်ကြောင့် Apple ကလိုအပ်နေတဲ့များစွာသောငွေကြေးများကိုယူဆောင်လာနိုင်ခဲ့ပြီးကုမ္ပဏီကိုလူအများကပြန်လည်ယုံကြည်လာစေခဲ့တယ်။1990ပြည့်လွန်နှစ်နှောင်းပိုင်းမှာ Steve က Apple ကိုပြုပြင်ပြောင်းလဲဖို့အသင့်ဖြစ်နေပါပြီ။သူ့အမြင်ကရိုးရှင်းတယ်။လှပပြီးအစွမ်းထက်မြက်ရမယ်။အသုံးပြုရလွယ်ကူတဲ့ထုတ်ကုန်များကိုဖန်တီးဖို့ပါ။2001ခုနှစ်မှာ Apple ကတင်းအိတ်ကတ်ထဲမှာတချင်း1000လောက်ကိုထည့်သွင်းထားနိုင်တဲ့တင်းငယ်တဲ့ iPod ကိရိယာလေးကိုမိတ်ဆက်ခဲ့ပါတယ်။၎င်းက Apple အတွက်ကြီးမားတဲ့ပြောင်းလဲမှုတွေကတစ်ခုဖြစ်ခဲ့တယ်။ iPod မပေါ်ခင်လူတွေကထူထဲတဲ့ CD တွေတိတ်ခွေတွေတက်ဆောင်ရတာအဆင်မပြေကြပါဘူး။ဒါပေမဲ့ iPod နဲ့အတူဆိုဂီတစာကြည့်တိုက်တစ်ခုလုံးကိုတောင်တင်သွားလိရာတိုင်းယူဆောင်သွားနိုင်တယ်။ iPod ကနီးပညာနဲ့သာသက်ဆိုင်တာမဟုတ်ပဲလွတ်လပ်မှုတီထွင်ဖန်တီးမှုနဲ့ပျော်ရွှင်မှုတို့ကိုပါဖန်တီးပေးနိုင်ခဲ့တယ်။ iPod သုံးတဲ့ယဉ်ကျေးမှုတစ်ခုဖြစ်လာခဲ့ပြီးတန်းနဲ့ချီတဲ့လူတွေကကြိုက်နှစ်သက်ကြတယ်။ Steve ကထူးခြားတဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်။သူက Apple ကိုပုံမှန် CEO တွေလိုစီမံခန့်ခွဲတာမဟုတ်ပါဘူး။သူသည်ကုမ္ပဏီကိုမှော်ဝင်လက်ရဖန်တီးနိုင်တဲ့အမှုပညာရှင်တဦးကဲ့သို့ဆက်ဆံခဲ့တယ်။သူကအသေးစိတ်အယောင်တွေဖောင့်တွေထုတ်ပိုးမှုတွေတင်းလက်ထဲမှာရှိတဲ့ထုတ်ကုန်တွေရဲ့ထိတွေ့ခန်းစားမှုတွေအထိတောင်အာရုံစိုက်ခဲ့တယ်။ဒီဇိုင်းနဲ့လှုပ်ဆောင်စွမ်းရည်လည်းတစ်ထက်တည်းကြရမယ်လို့သူယုံကြည်တယ်။2009မှာ Steve ကကမ္ဘာကြီးကိုထာဝရပြောင်းလဲစေမဲ့ထုတ်ကုန်တစ်ကိုမိတ်ဆက်ခဲ့တယ်။အဲ့ဒါကတော့ iPhone ပါ။ iPhone ကဖုန်းတစ်လုံးမျှတာမဟုတ်ပဲကင်မရာတစ်လုံးတေးဂီတာဖွင့်ဆက်တစ်လုံးနဲ့ကွန်ပျူတာအသေးတစ်လုံးကဲ့သို့အားလုံးပါဝင်ခဲ့တယ်။ iPhone မတိုင်ခင်ကဖုန်းတွေကထူထဲပြီးသုံးရခက်ပါတယ်။ Steve ကဘယ်သူမှမဆိုအသုံးပြုနိုင်တဲ့ရိုးရိုးရှင်းရှင်းမြင်တာနဲ့တက်သည့်လွယ်မဲ့အရာတစ်ခုကိုဖန်တီးချင်ခဲ့တာပါ။တစ်ချိန်ကသူပြောခဲ့ဘူးတဲ့ iPhone ကရိုးရှင်းတဲ့ထုတ်ကုန်တစ်ခုဖြစ်တယ်။၎င်းကအကောင်းဆုံးဖုန်းအကောင်းဆုံးတေးဂီတာဖွင့်ဆက်နဲ့အကောင်းဆုံးအင်တာနက်ဆက်သွယ်ရေးကိရိယာဖြစ်တယ်။ဒါတွေအားလုံးကိုငါတို့ရဲ့အိတ်ကတ်ထဲမှာထည့်ထားနိုင်တယ်။ iPhone ကချက်ချင်းပေါက်ပြီးအောင်မြင်ခဲ့တယ်။လူတွေကဖုန်းရဲ့ပြောင်မြောက်တဲ့ဒီဇိုင်းဖန်သားမျက်နှာပြင်ထိတွေ့မှုအသုံးပြုရလွယ်ကူတဲ့နည်းပညာများကြောင့်နှစ်သက်ခဲ့ကြတယ်။ထုတ်ကုန်တစ်ခုမျှသာမဟုတ်တော့ပဲလူတွေရဲ့နေ့စဉ်ဘဝအစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့တယ်။ Steve ကထုတ်ကုန်များကိုဖန်တီးရုံသာမကသူကတွေးခေါ်ပုံအသစ်ကိုပါဖန်တီးခဲ့တယ်။2008မှာ Steve ကလူအများက၎င်းတို့ရဲ့ iPhone များအတွက် app များကို download လုပ်နိုင်တဲ့ online ဈေးကွက်ဖြစ်တဲ့ App Store ကိုမိတ်ဆက်ခဲ့ပါတယ်။အဲဒီချိန်ကစပြီးလူတွေရဲ့နည်းပညာအသုံးပြုပုံပြောင်းလဲလာစေခဲ့တယ်။ App Store မတိုင်ခင်တုန်းကဖုန်းတွေကဖုန်းခေါ်ဆိုခြင်းနဲ့စာတိုပေးပို့ခြင်းပဲလုပ်နိုင်တယ်။ App ပေါ်လာတော့လူများကဂိမ်းကစားခြင်းကျွမ်းကျင်မှုနည်းပညာအသစ်များကိုလေ့လာနိုင်ပြီးကမ္ဘာတဝန်းရှိအခြားသူများနဲ့ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ App Store ကတန်ပေါင်းများစွာသော developer များနဲ့စွန့်ဦးတင်ထွင်သူများအတွက်အခွင့်အလမ်းများကိုဖန်တီးပေးနိုင်ခဲ့တယ်။ Steve ကထုတ်ကုန်တစ်ခုကိုတိစောက်ရုံသာမကတီထွင်ဖန်တီးနိုင်စွမ်းကိုရှင်သန်ခွင့်ပေးတဲ့ဂေဟစနစ်ကိုပါသူတိစောက်ပေးခဲ့တယ်။ Steve ကကမ္ဘာကြီးကိုပြောင်းလဲနေချိန်မှာသူ့ကိုယ်သူလည်းတိုက်ပွဲဝင်နေခဲ့ရတယ်။2003ခုနှစ်မှာသူကရှားပါတဲ့ပန်ကရိယာကင်ဆာရောဂါတစ်မျိုးဝင်နေခဲ့တယ်။အစပိုင်းမှာတော့တဘာဝအတိုင်းသက်သာပျောက်ကင်းနိုင်တယ်လို့ယုံကြည်တဲ့အတွက်အစားထိုးကုသမှုများစွာကိုစူးစမ်းခံယူခဲ့တယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့မျှသူ့ကျန်းမာရေးကပိုဆိုးလာပါတယ်။နောက်ဆုံးတော့ခွဲစိတ်လိုက်ရတယ်။ Steve ကနာမကျန်းဖြစ်နေချိန်မှာတောင်တီထွင်ဖန်တီးမှုတွေကိုမရပ်တန့်ခဲ့ပါဘူး။ငါမသွားခင်စက်ကြောလာထဲမှာမှတ်ကြောက်တစ်ခုအနေနဲ့ထားခဲ့ခြင်းနဲ့လို့သူကပြောပါတယ်။သူ့ရဲ့စိတ်ပိုင်းဆုံးဖြတ်ချက်နဲ့အလုပ်ကျင့်ဝန်းကသူ့ပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းရဲ့စိတ်နှလုံးကိုလှုံ့ဆော်ပေးနိုင်ခဲ့တယ်။2010ခုနှစ်မှာ Steve ကဖုန်းထပ်ပိုကြီးပေမဲ့ laptop ထက်သေးငယ်တဲ့ iPad ကိုမိတ်ဆက်ခဲ့တယ်။ပထမတော့လူတွေကတိတ်ထင်မကြည့်ဘူး။သူတို့ကဘာလို့ဒါကိုလိုအပ်တာလဲလို့မေးတယ်။
Steve က iPad ဆိုတာစက်ပစ္စည်းအမျိုးအစားအသစ်တစ်ခုဖြစ်ပြီးအစိမ့်မြင့်နည်းပညာသုံးထားလို့လွယ်လွယ်ကူကူစာဖတ်ခြင်းရုပ်ရှင်ကြည့်ခြင်းနဲ့အင်တာနက်ကြည့်ခြင်းအတွက်အကောင်းဆုံးဖြစ်ပြီးအသုံးပြုရရွှေရှင်းတယ်လို့သူကဆိုတယ်။တဖန် Steve ကဝေဖန်သူတွေကိုမှားကြောင်သက်သေထပ်ပြခဲ့တယ်။ iPad ကကြီးမားတဲ့အောင်မြင်မှုရလာပြီးစံသစ်တီထွင်မှုမှာအကန့်အသတ်မရှိဘူးဆိုတာကဘာကြီးကိုပြသခဲ့တယ်။2010မှာ Steve က CEO အမြတာမကပဲသူကစံသစ်တီထွင်မှုကမ္ဘာတင်ငယ်တာဖြစ်လာတယ်။တစ်ချိန်တည်းမှာပဲသူ့ကျမကြီးကယိုယွင်းလာတယ်။ Steve ကနေမကောင်းပေမဲ့အလုပ်အရှိန်လျှော့ဖို့အမြဲညှင်းဆန်ခဲ့တယ်။တသက်မှာတစ်ခါပဲအသက်ရှင်ရမှာမို့လို့နေတိုင်းသူ့ကိုယ်သူအကောင်းဆုံးဖြစ်အောင်တွန်းအားပေးတယ်။အချိန်ဘလောက်ပဲကြံနေပါစေရည်ရွယ်ချက်ရှိရှိနေထိုင်ရမယ်လို့သူယုံကြည်ခဲ့တယ်။ Steve ရဲ့ဦးဆောင်မှုအောက်မှာAppleကအမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့တယ်။2017မှာတော့ကမ္ဘာပေါ်ရှိတန်ဖိုးအကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်လာခဲ့တယ်။လူသန်းပေါင်းများစွာက iPhone, iPad နဲ့ Mac ကွန်ပျူတာများကိုပိုင်ဆိုင်နေကြပြီဖြစ်တယ်။ Apple ကကုမ္ပဏီတစ်ခုမျှသာမဟုတ်တော့ပါ။ဘဝနေထိုင်မှုပုံစံအသစ်ဖြစ်လာခဲ့တယ်။ Steve ရဲ့အမြင်ကထုတ်ကုန်များဖန်တီးခြင်းထက်ကိုကျော်လွန်သွားပါတယ်။အရာအလုံးကိုချောမွေ့စွာအတူတကွလှုပ်ဆောင်နိုင်တဲ့ဂေဟစနစ်တစ်ခုကိုသူတည်ဆောက်ချင်ခဲ့တယ်။ဥပမာအားဖြင့်သင်ရဲ့ iPhone မှာဓာတ်ပုံရိုက်ပြီးသင်ရဲ့ Mac မှာချက်ချင်းကြည့်နိုင်မယ်။သင် iPad မှာ email တစ်စောင်ကိုစာကြမ်းရေးပြီးသင် laptop ပေါ်ကနေစာအချောသက်ပို့နိုင်မယ်။ဤပညာဆိုတာဘဝကိုပုံမလွယ်ကူစေပြီးပုံမရှုပ်ထွေးစေသင့်ဘူးလို့သူယုံကြည်တယ်။အဲ့ဒီကြံက Apple ရဲ့အောင်မြင်ခြင်းအခြေခံအုတ်မြစ်ဖြစ်လာခဲ့တယ်။ Steve ကကဘာကြီးကိုပြောင်းလဲဖို့အလုံးရှုံနေချိန်မှာသူ့မိသားစုကိုလည်းဂရုစိုက်မြင်လို့ခဲ့ပါတယ်။သူနဲ့အတူစိန်ခေါ်မှုအားလုံးကိုကျော်ဖြတ်နိုင်ခဲ့တဲ့တမထက်မြက်တဲ့အမျိုးသမီး Lauren Porter နဲ့အိမ်အောင်ကြခဲ့တယ်။သူတို့နှစ်ယောက်မှာ Reed, Aaron နဲ့ Eva တို့ဆိုပြီးသားသမီး၃ယောက်ထွန်းကားခဲ့တယ်။ Steve မှာလည်းအရင်အိမ်အောင်ရေးကသမီးလေးလီစာပါလာခဲ့တယ်။အထူးသဖြင့်သူ့ရဲ့ငယ်ရွယ်ချိန်မှာဖခင်တောင်းဝန်အပြည့်အဝမကြည့်ခဲ့ပါဘူး။ဒါပေမဲ့အချိန်ကြာလာတာနဲ့မျှသူကသူ့ကလေးတွေနဲ့ပုံမခိုင်မာတဲ့ဆက်ဆံရေးကိုတိစောက်ဖို့ကြိုးစားခဲ့ပါတယ်။ Steve ကသူ့ကလေးများကိုမကြာခဏပြောတယ်။တင်မချစ်မနစ်သက်ပဲဘယ်ရာကိုမှမလုပ်ပါနဲ့။တင်ရဲ့စိတ်ဆရာကိုလိုက်ပြီးကျန်တာတွေကသူ့ဟာသူဖြစ်လာပါလိမ့်မယ်။သူ့အချိန်စရာတွေကြက်နေပေမဲ့မိသားစုညစာစားပွဲများနဲ့ရိုးရှင်းတဲ့အခိုက်အတန့်များအတွက်အချိန်ပေးခဲ့တယ်။ Lauren နဲ့ပန်းချန်ထဲမှာလမ်းလျှောက်ထွက်ရတာအတွေးမြင်တွေဆွေးနွေးပြီးဘဝအကြောင်းပြန်တွေးရတာကိုနှစ်သက်ပါတယ်။ Steve ရဲ့ကျန်းမာရေးအခြေအနေပိုဆိုးလာတာနဲ့အမျှသူကအနာဂတ်ကိုဆက်တွေးနေခဲ့တယ်။သူကနောက်ထွက်မဲ့ကုန်ပစ္စည်းကိုအာရုံစိုက်ရုံသာမကနောက်မျိုးဆက်အတွက်ပါအာရုံစိုက်ခဲ့တယ်။ Steve က Apple ကိုဆုံးမသွားပြီးနောက်မှာတော့စံသစ်တီထွင်မှုဇက်တိုက်ရှိနေစေချင်ခဲ့တယ်။သူသည်သူ့အဖွဲ့နဲ့နီးနီးကပ်ကပ်အလုပ်လုပ်ပြီးသူ့အကြံဉာဏ်တွေကိုမျှဝေကလမ်းညွှန်မှုပေးခဲ့တယ်။သူ့ရဲ့အကြော်ကြားဆုံးစကားပုံတစ်ခုကစံသစ်တီထွင်မှုဆိုတာအရာတစ်ထောင်ကိုညှင်းပယ်ခြင်းဖြစ်တယ်။ဆိုလိုတာကအမှန်တကယ်အရေးကြီးတာပဲအာရုံစိုက်ပြီးအာရုံထွေပြားစေမဲ့အရာအလုံးကိုလိလူရှုခြင်းပဲဖြစ်တယ်။2011ခုနှစ်မှာ Apple ကလူပြောတာကိုနားလည်ပြီးတုံ့ပြန်နိုင်တဲ့ Virtual Assistant ဖြစ်တဲ့ Siri ကိုမိတ်ဆက်ပေးခဲ့တယ်။ Siri က Steve ရဲ့အနာဂတ်အတွက်မျှော်မှန်းချက်တဘာဝနဲ့အလိုလိုသိမြင်နိုင်တဲ့နည်းပညာရဲ့နောက်ထပ်ဥပမာတစ်ခုဖြစ်တယ်။ Steve ကနည်းပညာကိုလူစိတ်ရဲ့တိုးချဲ့မှုတစ်ခုလို့ခန်းစားစေချင်တယ်။ Siri က Apple ဘယ်လောက်ထုတ်နိုင်တယ်ဆိုတာပြသတဲ့အနေနဲ့ဉာဏ်ရည်တု AI နည်းပညာခေတ်သစ်ရဲ့အစကိုဖွင့်ပေးခဲ့တယ်။2011ခုနှစ်ဩဂတ်လမှာတော့ Steve ကခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်။ကျန်းမာရေးအခြေအနေကြောင့်ကုမ္ပဏီကိုဦးဆောင်နိုင်တော့မည်မဟုတ်ကြောင်းသိရှိခဲ့လို့ Apple ရဲ့ CEO အဖြစ်ကနေနှုတ်ထွက်ခဲ့ရတယ်။ Apple ဘုတ်ဖွဲ့ရဲ့ဝန်ထမ်းတွေထံလိုက်လဲလဲစာတစ်စောင်ရေးခဲ့ပြီး Apple ရဲ့ CEO ဖြစ်တဲ့ကျွန်တော်ရဲ့တာဝန်နဲ့မျှော်မှန်းချက်တွေကိုမပြည့်မီနိုင်တော့တဲ့နေ့တစ်နေ့ရောက်လာခဲ့ရင်တင်တို့ကိုပထမဆုံးအသိပေးမှဖြစ်တယ်လို့ပြောခဲ့ပူပါတယ်။ကမကောင်းစွာနဲ့ပဲအဲ့ဒီနေ့ရောက်လာခဲ့တယ်။ Steve က၎င်းရဲ့ယုံကြည်ရတဲ့လုပ်ဖော်ကိုင်ဘက် Tim Cook ကို၎င်းရဲ့ဆက်ခံသူအဖြစ်ရွေးချယ်ခဲ့တယ်။ Tim ကကုမ္ပဏီအတွက်သူ့ရဲ့တမိုးကြီးတဲ့အမြင်ကိုထပ်တူမျှဝေပေးနိုင်သူလို့ယုံကြည်တယ်။ Steve ယာရုကနှုတ်ထွက်ခဲ့ပေမဲ့ Apple ရဲ့ project တွေနဲ့နီးနီးကပ်ကပ်ပါဝင်နေခဲ့သေးတယ်။ Apple ကဆက်လက်ရှင်သန်နေဖို့သူ့လက်ကျန်နေရက်တွေကိုကုံဆုံးစေခဲ့တယ်။သူ့ရဲ့နောက်ဆုံးလတွေမှာ Steve ကသူ့မိသားစုနဲ့အချိန်ပိုကုန်ခဲ့ပါတယ်။ဘဝရဲ့အထိပ္ပယ်နဲ့အမွေအနှစ်တစ်ခုခြံထားဖို့အရေးကြီးကြောင်းကိုမကြာခဏပြောလို့ရှိတယ်။တင်းချိုင်းကုန်းမှာအချမ်းသာဆုံးသူဖြစ်ရတာငါ့အတွက်အရေးမကြီးဘူးလို့ပြောခဲ့ပါတယ်။အရေးကြီးတာကငါကဘာကြီးအတွက်အံ့ဩစရာကောင်းတဲ့အရာတစ်ခုကိုလုပ်နိုင်ခဲ့တယ်။ Steve ကတဘာဝတရားနဲ့ဝန်းရံထားတဲ့သူ့ဥယျာဉ်ထဲမှာထိုင်ရတာကိုနှစ်သက်တယ်။ငြိမ်သက်ခြင်းရှိတယ်လို့ခံစားရတယ်။နေထွက်တာကိုကြည့်ပြီးတခြင်းတွေနားထောင်တယ်။ Lauren နဲ့လက်ဆွဲနှုတ်ဆက်တယ်။2011ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာတော့ Steve အသက်56နှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့သေဆုံးမှုကကမ္ဘာလုံးဆိုင်ရာဆုံးရှုံးမှုဖြစ်ပြီးတန်ပေါင်းများစွာသောလူများကသူ့အတွက်ဝမ်းနည်းပူဆွေးခဲ့ကြတယ်။
2005 ခုနှစ်မှာ Steve က Stanford တက္ကသိုလ်မှာမိန့်ခွန်းပြောခဲ့ပြီးတမိုင်းတွင်မဲ့အထင်ရှားဆုံးမိန့်ခွန်းများထဲမှတစ်ခုဖြစ်လာခဲ့တယ်။သူ့ရဲ့သတင်းစကားကဘွဲရများအတွက်သာမဟုတ်ပဲဘဝရဲ့ရည်ရွယ်ချက်နဲ့အတိတ်ဘက်ကိုရှာဖွေဖို့စ조사နေသူတိုင်းအတွက်ဖြစ်တယ်။ဒီနေ့တော့တင်တို့ကိုငါဘဝတွေကပုံမြင်သုံးဖို့လောက်ပြပြချင်တယ်လို့သူကဆိုတယ်။ဇလန်တစ်ခုစီတိုင်းကသူ့ရဲ့ဘဝခရီးတစ်လျှောက်မှာသူတင်ယူခဲ့ရတဲ့အားကောင်းတဲ့သင်ခန်းစာတွေပဲဖြစ်တယ်။ပထမဇလန်အဆက်များကိုချိတ်ဆက်ခြင်းSteve က၎င်းရဲ့တန်ဖိုးကိုမမြင်တာကြောင့်ကောလိပ်ကနေထွက်ခဲ့ရပုံကိုပြောပြတယ်။လက်ရေးအလှရေးချင်းကဲ့သို့သောသူစိတ်ဝင်စားတဲ့အတန်းများတက်နေပေမဲ့အဲ့ဒီအချိန်ကတော့အတိတ်ပဲမဲနေပုံရတယ်။နှစ်တော်ကြာပြီးတဲ့နောက်မှာအဲ့ဒီသင်တန်းကသူတင်ယူခဲ့တဲ့ကျွမ်းကျင်မှုကMacintosh ကွန်ပျူတာအတွက်လှပတဲ့ font များကိုဒီဇိုင်းထုတ်ဖို့ကူညီပေးခဲ့ပြီးလူအများရဲ့ကွန်ပျူတာအသုံးပြုမှုပုံစံကိုတော်လှန်ပြောင်းလဲစေခဲ့တယ်။သူပြောချင်တာကသင်ကစောင့်မျှော်နေတဲ့အဆက်တွေကိုချိတ်ဆက်လို့မရပါဘူး။၎င်းတို့ကိုနောက်ကျောင်းပြန်ကြည့်မှသာချိတ်ဆက်နိုင်တာကြောင့်အဆက်တွေကတင့်အနာဂတ်မှာတနည်းနည်းနဲ့ချိတ်ဆက်နိုင်မယ်လို့ယုံကြည်ရပါမယ်။ဒီသင်ခန်းစာမှာအတွေ့အကြုံတိုင်းကဘလောက်ပဲသိငယ်သည်ဖြစ်ပါစေမသေးချာသည်ဖြစ်ပါစေပိုကြီးတဲ့အရာတစ်ခုစီကိုဥတီသွားစေနိုင်တယ်လို့သင်ကြားပေးပါတယ်။ဒုတိယဇာတ်လမ်းအချစ်နဲ့အရှုံး Steve ကသူစတင်ခဲ့တဲ့ Apple ကုမ္ပဏီကနေအလုပ်ထုတ်ခံရခြင်းအကြောင်းကိုပြောခဲ့ပါတယ်။၎င်းကသူ့ဘဝရဲ့အဆိုးရွားဆုံးအတွေ့အကြုံများထဲမှာတစ်ခုဖြစ်ပေမဲ့လွတ်မြောက်မှုအရှိဆုံးအတွေ့အကြုံများထဲမှာတစ်ခုလည်းဖြစ်တယ်။တခါတရံဘဝကတင့်ကိုအုတ်ခဲနဲ့ထုရိုက်လိုက်တယ်လို့ပါပဲ။ယုံကြည်ချက်တော့မပြတ်ပါစေနဲ့။ဒီဇလန်ကအစီအစဉ်အတိုင်းမဖြစ်လာရင်အောင်ရှေ့ကိုဆက်လျှောက်ဖို့ကျမတို့ကိုသတိပေးထားတယ်။တတိယဇလန်မရဏ Steve ရဲ့နောက်ဆုံးဇလန်မှာသူ့ရဲ့တည်ဆုံမှုကိုရင်ဆိုင်ရခြင်းဖြစ်တယ်။ကင်ဆာရောဂါဖြစ်သွားပြီးနောက်သူ့ရဲ့ဘဝအမြင်ကိုပြောင်းလဲစေပုံကိုမျှဝေခဲ့တယ်။အချိန်ကအဖိုးတန်ပြီးအရေးမကြီးတဲ့အရာတွေနဲ့အချိန်မဖြုံးတင်ကြောင်သတိပေးခဲ့တယ်။တင်းရဲ့အချိန်ကအကန့်အသတ်ရှိတယ်။အဲဒါကြောင့်တခြားသူရဲ့ဘဝအတွက်မဖြုံးတိလိုက်ပါနဲ့။နှလုံးသားရဲ့စိတ်စားရာကိုလိုက်ဖို့တတိရှိပါ။ရည်ရွယ်ချက်ရှိရှိစိတ်အားထက်သန်စွာဖြင့်စစ်မှန်စွာအသက်ရှင်နေထိုင်ပါ။ဒါကသူ့ရဲ့အပြင်းပြဆုံးသတင်းစကားပဲဖြစ်တယ်။2011ခုနှစ်မှာသူကွယ်လွန်ပြီးတဲ့နောက် Steve ရဲ့ဩဇာလွှမ်းမိုးမှုကပျောက်ကွယ်မသွားခဲ့ပါဘူး။ပိုလို့တောင်အားကောင်းလာတယ်။ Apple က Apple Watch နဲ့ AirPods ကဲ့သို့သောထုတ်ကုန်များကိုထုတ်လုပ်ပြီးနည်းပညာစမ်းသစ်တီထွင်မှုချဲ့ထွင်ခဲ့တယ်။ဒါပေမဲ့ Steve ရဲ့အမွေအနှစ်ဟာနည်းပညာနဲ့သာသက်ဆိုင်တာမဟုတ်ပါဘူး။အဲ့ဒါကလူတွေရဲ့တွေးခေါ်ပုံနဲ့ပတ်သက်တယ်။လက်ရှိအနေအထားကိုစိန်ခေါ်ဖို့အတွက်ကျမတို့ကိုသင်ပေးတယ်။နံပါတ်1ကိုယုံကြည်ပါ။လူတွေကသူ့ကိုတန်တရားဝင်နေရင်အောင် Steve ကသူ့အမြင်ကိုသူယုံကြည်တယ်။မိမိကိုယုံကြည်ချက်ရှိတာဟာအောင်မြင်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်ကြောင်းသူပြသခဲ့တယ်။နံပါတ်2စဉ်းစားပါ။ Steve ကထုတ်ကုန်တွေကိုဖန်တီးချင်တာမဟုတ်ပါဘူး။ तू ကကဘာကြီးကိုပြောင်းလဲပစ်ချင်ခဲ့တာပါ။ तू ကရီမန်းချက်ကြီးတွေချမှတ်ပြီးအောင်မြင်ဖို့အတွက်မမောမပန့်အလုပ်လုပ်နေရမယ်လို့ယုံကြည်ခဲ့တယ်။နံပါတ်3သင်ယူမှုကိုဘယ်တော့မှမရက်တတ်ပါနဲ့။ Steve ကအမြဲတမ်းစူးစမ်းလို့စိတ်ရှိပြီးအသစ်သောအရာများကိုသင်ယူလို့စိတ်ပြင်းပြတယ်။တိုးတက်မှုဆိုတာစိတ်ကူးသစ်များနဲ့အတွေ့အကြုံသစ်များအတွက်ပွင့်လင်းလာခြင်းမှဖြစ်ပေါ်လာတဲ့အကြောင်းကျွန်ုပ်တို့ကိုပြသခဲ့တယ်။နံပါတ်4သင်ဝါသနာအတိုင်းလိုက်လျှောက်ပါ။ Steve ရဲ့အကြီးမားဆုံးအောင်မြင်မှုတွေကသူချစ်တဲ့အရာကိုလုပ်နေရခြင်းကလာတာပါ။သင်ရဲ့ဝါသနာကိုလိုက်လျှောက်လုပ်တဲ့အခါမှာအလောက်ကပို့အတိတ်ပဲရှိလာတယ်ဆိုတာသူသက်သေပြခဲ့တယ်။တစ်ချိန်ကပြောခဲ့ဘူးတာကကဘာကြီးကိုပြောင်းလဲပစ်နိုင်တယ်လို့ထင်ရလောက်အောင်ယူသွနေသူတွေကသာတကယ်လှုပ်ဆောင်သွားကြတယ်။သူပါဝင်ပေါ့။သူ့ရဲ့ဘဝဆက်ကြောင်းဟာအောင်မြင်ခြင်းတစ်ခုပဲမဟုတ်ပဲဇွဲလုံးလတီထွင်နိုင်မှုနဲ့မိမိကိုယုံကြည်ချက်ရှိခြင်းပဲဖြစ်ပါတယ်။သင်ဘဝကဘယ်ချီနေပဲရောက်နေပါစေရီမန်းချက်အိမ်မက်ကြီးထားဖို့နဲ့ထူးခြားပြောင်မြောက်တဲ့အရာတွေလုပ်ဖို့နောက်မကျသေးဘူးဆိုတာ Steve ဘဝဇလန်းကနေအမှတ်ရပေးပါ။သင်ရဲ့အချိန်ကအကန့်အသတ်ရှိပေမဲ့သင်ရဲ့လှုပ်ဆောင်နိုင်စွမ်းကတော့အတိုင်းအဆမရှိအောင်ကြီးမားတယ်ဆိုတာသင်အမြဲမှတ်ရနေပါ။အခုလိုစိတ်အားထက်သန်စေမဲ့ဇလန်းကောင်းတွေကိုထပ်ပြီးနားထောင်ကြနေဆိုရင်တော့ဒီ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်။ကြည့်ရှုသူအရောက်စီတိုင်းလည်းဘဝရဲ့ရီမန်းချက်ပန်းနိုင်များအောင်မြင်ကြပါစေရှင်။